မြစ်တာတုတ်ရဲ့အစားအဲ့လိုမျိုးဟုတ်လို့လားပြန်ဆိုပြကြည့်ပါလားအဲ့မြစ်တာတုတ်အစားကောင်းပါပြီမေတ္တာလူချင်းနဲ့မေတ္တာတုတ်ရဲ့အစကကရဏိယမထကုတလေနကနေစတာပါပြန်ဆိုပြမလားဆိုပြကြည့်ပါလားကရဏိယမထကုတလေနယံတန်တံပဒံအပိတမေစတကောဥစုစတုစုစသူဝသောစတမုဒုအနတ္တိမာနိဖြစ်ပါတယ်ဆက်ဆိုပြမလားမဟုတ်ဘူးနော်မှားနေပြီနော်စုတိရဲ့မြစ်တာတုတ်ရဲ့အစာအဲ့ကရဏီအဲ့ဒီဟာနေစတာမဟုတ်နော်ယတာနုဘာဝတော်ယခဏေဝတတနိပိဒနံယမိစေဝနုယုတ်ဆံတော်ရတိနိဝမခဏီတောဒုက္ခတုပရိတုတ်တောစပပံကေစီနာပတ္တတိဧဝမာရိကုနုပေယံပရိတံတံပနာမဟိကရဏီယမထကုတလေနယန္တတတံပဒံအဘိတမင်းစအဲ့ကရဏီယမထကုတလေနဒုတိယအပိုက်လေးပထမအပိုက်ကြံခဲ့တယ်ဂျီမနိုင်မားနေတာစုမှန်နေသူမားနေရနော်တခြားလေးပြန်စဉ်းစားကြည့်ပါဦးမြစ်တာတော့ကအဲ့ကရဏီယမထကုတလေနအဲ့ဒီကနေစတာမဟုတ်ဘူးနော်ယတာနုဘာဝတော့ယခနိဝတတနိပိတနံဟုတ်တယ်မလားတခြားပြန်စဉ်းစားအောင်ဟုတ်ကဲ့ user ပြောတာမှန်ပါတယ်ကျွန်တော်မှားသွားလို့ပါ user ဆိုပြတဲ့ယတ္တနုဘာဝတောယက္ခဏေဝဒတ္တန္တိဘိတနံဆိုတာကမေတ္တာတုတ်ရဲ့အစမှာရွတ်ဆိုရတဲ့ပရိတ်တော်ရဲ့တကိုးတော်ကိုချီးမွမ်းတဲ့ဂါထာတော်တွေဖြစ်ပါတယ်ကရဏိယမထကုတလေနကတော့မေတ္တာတုတ်ပါဠိတော်ရဲ့အစပိုင်းဖြစ်ပါတယ်အခု user သိချင်တာကအဲ့ဒီတကိုးတော်ပါဠိတော်ရဲ့အနက်အတိတ်ပဲလားဒါမှမဟုတ်မေတ္တာတုတ်ပါဠိတော်ကိုပဲဆက်ရွတ်ပြရမလားဆိုတာပြောပြပါဦးမေတ္တာတုတ်ကိုအစကနေအဆုံးထိရွတ်ပြအဲ့ကရဏီယမထကုတလေနကနေမဟုတ်ဘဲနဲ့စုဆိုတဲ့ယတာနုဘာဝတော်ယခဏေဝတတနိပိတနံအဲ့ဒီအစကနေအဆုံးထိစလုံးပေါင်းပိပိတတလေးရွတ်ပြပါလားသူပိပိတတလေးလို့ခြင်းလို့လေစလုံးပေါင်းကောင်းပါပြီuser လိုချင်တဲ့အစကနေစပြီးမြတ်စွာဘုရားရဲ့တကိုးတော်ကိုချီးမွမ်းတဲ့ဂါထာတော်နဲ့မေတ္တာတော်ပါဠိတော်ကိုတစ်ဆက်တည်းရွတ်ဆိုပြပါမယ်ယတ္တနုဘာဝတောယက္ခဏေဝဒတ္တင်တိဘိတနံယမိစေဝနုယုံဇံတောရတ္တင်ဒီဝမဋ္ဌန္တိတောဒုက္ခံတုပတိတုတ်တော်စာပါပံကင်စီနပတ္တတိဧဝမာတိဂုဏုပေတံပရိတံတံပနာမဟေကရဏိယမထကုတလေနယံတန်တံပဒံအဘိတမေစတကောဥစုစတုစုစ Okay ရပါပြီတကောဥစုစတုစုစသူဝဆောစတာမူအနာတိမာနိဟုတ်တယ်မလားဟုတ်ပါတယ် user ပြောတာမှန်ပါ